မျက်နှာအလားလေးပန်းရနံလို့သူမွေပန်းမောင်လို့ဂုံတင်တာတော်ဝင်ပန်းမောင်မလန်းဝုံသူပါရှင်မစိတ်နေထွေးတိတ်တာမခူရဲ့မချွေရဲ့မနှမ်းရတာကိုတကယ်ချစ်လို့ပြီးပြီလားပြောပေးကြပါလောမင်းကြီးရဲ့ပြောပေးကြပါကျွန်တော်တကယ်ချစ်လျက်နဲ့ဘယ်မပြောရတာကျဲကလေးတွေလည်းပြောပေးကြပါကိုတကယ်ချစ်လို့ပြီးပြီလားတကောင်းရံညများအေးစက်တဲ့အခါ